Hello မသိစိတ်ရစွာကိုအသုံးပြုပြီးတော့တဲ့ငွေတွေရအောင်လုပ်လို့ရပါသလားတဲ့ကျွန်တော်ကငွေလိုချင်လို့ပါခမညာတဲ့လာမေးထားတဲ့အတွက်ဖြည့်ပေးပါမယ်မဖြည့်ခင်မှာပါကျုပ်ဆရာတော်ဖျားကြီးကမသိစိတ်ရစွာအောင်ဘလို့အကောင်းကောင်းအသုံးပြုရမလဲဆိုတာမိန့်ကြားထားတာလေးရှိပါတယ်အဲ့ဒါလေးကိုအရင်ဖွင့်ပြပါမယ်တေချော်ကြီးမိန့်ကြားထားတာတော့ဒါလေးပါရှင်တေချာလေးထောင်ပေးပါနော်ဒါကြောင့်မို့လို့လူတွေရဲ့စိတ်ဆွမ်းအားဟာလူတွေထဲမှာပဲရှိဘာဖြစ်လို့ဒီစိတ်ဆွမ်းအားတွေကစွန့်ရည်တတိတွေမဖြစ်တယ်လဲလို့ဆိုလို့ရှိရင်မလုံးလို့မလေးကျင့်လို့မဖြစ်ဘူးတကယ်လေးကျင့်ရင်လောကီကိစ္စမပြောနဲ့လောကုတ္တရာကိစ္စတွေထီအောင်ဖြစ်လာနိုင်ပါမယ်ဟုတ်တယ်ပါကျောင်းဆရာတော်ဖျားကြီးကမသိစိတ်ရဆွမ်းအားကိုအသုံးချတဲ့ရင်ဘလို့ဖြစ်မလဲဆိုဆရာတော်ဖျားကြီးမိန့်ကြားထားတာကိုလည်းအခုလောက်ဆိုရင်တော့တေချာနားလေသဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်ရှင်ကဖွင့်ပြမှာတော့ MNC ဆရာတော်ရဲ့မိန့်ကြားချက်လေးကိုဖွင့်ပြပေးပါမယ်တေချာလေးနားထောင်ပေးပါနော်အားကတကယ်လဲဝယ်ပါပါဆိုတာမှန်တယ်အားကြီးပါတယ်လောကီကောင်းကျိုးတွေလည်းဆောင်ရွက်ရလို့ရတယ်လောကုတ္တရာကောင်းကျိုးတွေလည်းဆောင်ရွက်လို့ရပါတယ်နော်ဒီအတွက်စိတ်ဆွမ်းအားကိုသုံးချပြီးချမ်းသာအောင်လုပ်နိုင်တာဆိုလုပ်နိုင်တယ်သူ့ပေမဲ့ဒီအင်တာနက်နည်းနဲ့ကျေစုပြုတာပေါ့ဒါနဲ့နည်းနဲ့တော့မဟုတ်ဘူးလေစိတ်ဆွမ်းအားဆိုအားကောင်းလာရင်တကယ်တမာတိပေါ့ဒါ concentration အားကောင်းလာရင် web power တွေမြင့်လာရင်ဒါကိုယ်တွေးတွေတက်လာဉာဏ်တွေးတွေဉာဏ်တွေအားရှိကြီးလာတယ်ဉာဏအားစိတ်ဆွမ်းအားတွေကောင်းလာတယ်ဉာဏ်တွေကောင်းလာတယ်အာယုံစူးစိုက်မှုတွေကောင်းလာတယ်အကြံဉာဏ်ကောင်းတွေရတယ်ကိုယ်ယုံကြည်မှုတွေအားကောင်းလာတယ်စိတ်ဆွမ်းအင်အစွမ်းတွေနဲ့စိတ်သာရှင်သောဖျားဟောလို့ပြောတာနော်စိတ်ဆွမ်းရင်ဇန်အဘိညာတကူဆိုတာမြေရှုံးမိုးပြန်အစွမ်းဆိုတာလေစိတ်ဆွမ်းအင်တွေပဲနော်ဒီစိတ်ဆွမ်းအင်တွေဟာကောင်းတဲ့ညာအသုံးချမယ်ဆိုရင်လောကီကောင်းကျိုးတွေဖြစ်ထွန်းအောင်အင်တာနက်နည်းနဲ့တော်တော်ကိုနော်ကောင်းကျိုးပြုစေပါတယ်ကျမ်းမာရေးကောင်းအောင်လဲစိတ်ဆွမ်းအားတွေနဲ့ဆောင်ရွက်လို့ရတယ်လောကီစီးပွားရေးလုပ်ငန်းတွေမှာလည်းအောင်မြင်အောင်အကြံဉာဏ်ကောင်းတွေရအောင်ယုံကြည်မှုရှိနဲ့လောကဓာတ်တွေကိုကြံ့ခံပြီးတော့ရင်ဆိုင်ကြော်လွှားနိုင်အောင်စိတ်ဆွမ်းရည်ကိုကောင်းတဲ့ညမှာတုံးချမယ်ဆိုရင်အများကြီးတုံးချလို့ရတယ်လောကီကောင်းကျိုးတွေအားလုံးကိုလည်းဆောင်ရွက်လို့ရတယ်နောက်ဆုံးလောကီကောင်းကျိုးတွေထဲမှာအမြင့်ဆုံးဖြစ်တဲ့မြေရှုံးမိုးပြန်အစံပင်တွေတကူတွေအားစစိတ်ဆွမ်းအင်အသုံးပြုပြီးတော့ဆောင်ရွက်နိုင်ပါတယ်ဒါဗုဒ္ဓဟောကြားတဲ့ဒီစိတ်ဆွမ်းအင်တွေကတော့အများကြီးပဲအမှန်တန်ကိုစိတ်ဝင်စားစရာကောင်းတယ်ဒီဒါအဘိညာဉ်တွေအေဒီဝိဒအစွမ်းတွေဒီအစွမ်းတွေနဲ့မြေရှုမိုးပြန်အစွမ်းတွေလေ့လာသင်ယူအထောက်လို့ရတယ်ပြောရင်တော့ရှင်းသွားလိမ့်မယ်ကဲထားတော့ဆရာတော်ကြီးတွေရဲ့မိန့်ကြားချက်ကိုနားထောင်ခဲ့ပြီးပြီဆိုတော့မသိစိတ်ဒီဘလောက်တောင်ဆွမ်းအားပြင်းပြီးအရေးပါလဲဆိုတာအားလုံးသိရှိသွားမှာဖြစ်ပါတယ်မိမိတို့ဘဝမှာလိုအပ်နေတဲ့ငွေတွေမဟုတ်ဘူးလိုချင်တဲ့ဘယ်အရာမဆိုအချိန်တိုအတွင်းမှာလွယ်လွယ်ကူကူနဲ့ဆွဲခေါ်နိုင်မှာဖြစ်ပါတယ်ဒီမသိစိတ်ရဲ့ဆွမ်းအားဒီမိမိတို့ရဲ့ဘဝမှာ69သောရာခိုင်နှုန်းအထိပြောင်းလဲပေးပါတယ်မသိစိတ်ရဲ့ဆွမ်းအားဒီမိမိတို့ရဲ့ဘဝမှာ69ရာခိုင်နှုန်းအထိအလုံးလုံးပေးပါတယ်မသိစိတ်ရဲ့ဆွမ်းအားကိုကောင်းကောင်းအသုံးချနိုင်ရင်အိမ်လိုချင်တဲ့သူကားလိုချင်တဲ့သူဘယ်အရာမဆိုလိုချင်တဲ့သူဟာအချိန်ဒီ10နှစ်ကြာမှ9နှစ်ကြာမှရမယ့်ရသည်ဒီအချိန်ခဏအတွင်းမှာလွယ်လွယ်ကူကူနဲ့မိမိတို့ဘဝတွေကိုဝင်ရောက်လာမှာဖြစ်ပါတယ်ဒီမသိစိတ်ရစွမ်းအားကိုကောင်းကောင်းအသုံးချခြင်းနဲ့အသုံးချတဲ့ခြင်းနဲ့အသေးစိတ်လဲသိခြင်းနဲ့ဘလို့မျိုးလှုပ်ဆောင်မလဲဆိုတာသိခြင်းတော့မသိစိတ်ရစွမ်းအားသင်တန်းတွေကိုတက်ပေးပါလို့ပြောချင်ပါတယ်မသိစိတ်ရစွမ်းအားသင်တန်းကိုတစ်ခါတက်ပြီးပြီဆိုတာနဲ့တဘဝလုံးအသုံးပြုသွားလို့ရမှာပါဒီသင်တန်းကိုတက်လိုက်ပြီဆိုတာနဲ့ကိုတယောက်တည်းမှမဟုတ်ပါဘူးကိုတမိသားစုလို့ရဘဝတွေပါအချိန်တိုအတွင်းမှာလွယ်ကူစွာပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်တနေ့တင်နန်းကိုတက်မယ်ဆိုလို့ရှိရင်မိမိတို့တယောက်တည်းနေမဟုတ်ပါဘူးတမိသားစုလုံးလိုက်ပြီးလှုပ်ဆောင်လို့ရအောင်တနေ့ကခွင့်ပြုပေးထားပါတယ်ဒီမသိစိတ်ရဲ့စွမ်းတင်နန်းကဒီခဏလေးအတွင်းမှာအသုံးချမှာမဟုတ်ပါဘူးမိမိတို့အသက်ရှင်နေတဲ့ဘဝတစ်လျှောက်လုံးလိုအပ်ရင်လိုအပ်တယ်လို့အသုံးပြုသွားမှာဖြစ်တဲ့အတွက်တနန်းချင်းလေးဒီမုံဘိုးလေးပဲဖြစ်ပါတယ်ဒီမုံဘိုးလေးကိုရင်းလိုက်ပြီးဆိုတာတဘဝလုံးဘယ်လိုအသုံးပြုရမလဲဆိုတာသိသွားမှာတဘဝလုံးကိုလိုချင်တဲ့အရာတွေကိုလိုအပ်နေတဲ့အရာကိုဒီမသိစိတ်ရစွမ်းကိုအသုံးပြုပြီးတော့လွယ်လွယ်ကူကူဆွဲခေါ်နိုင်သွားမှာဖြစ်ပါတယ်ကိုတယောက်တည်းမှမဟုတ်ပါဘူးတမိသားစုလုံးအတွက်ဆွဲခေါ်နိုင်မှာဖြစ်ပါတယ်အားလုံးအဆင်ပြေပါစေတတာ